လူတယောက်ကိုမြင်လိုက်တာနဲ့ဘာလို့ချစ်ချင်းဆိုလို့စိတ်ဝင်စားသွားတာလဲအချစ်တို့တမတ်မှုတို့ဆိုတာတကယ်တော့ဓာတုပေတာကြောက်မလားဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာကစားပွဲထိုးလိုမျိုးလားကဲဒီနေ့မှာတော့လူသားရဲ့ဆွဲဆောင်မှုနောက်ွယ်မှာရှိနေတဲ့ရှုပ်ထွေးပြီးစိတ်ဝင်စားစရာကောင်းတဲ့သိပ္ပံပညာရဲ့ဒီကိုအတူတူလေ့လာကြည့်ကြရအောင်လင်းပိုင်းဆိုင်ရာတတ်မှတ်မှုဆိုတာကိုမီးခလုတ်တစ်ခုလိုပဲဖွင့်လိုက်ပိတ်လိုက်လုပ်လို့ရတယ်လို့လူများစုကထင်ကြတယ်မဟုတ်လားဒါပေမဲ့တကယ်လက်တွေ့မှာတော့အခြေအနေကအဲ့ဒီလောက်မရိုးရှင်းပါဘူးတကယ်တော့သိပ္ပံပညာအရဒီအစားကလုံးဝကိုမှားနေရပါဟုတ်ပြီပထမဆုံးအပိုင်းအနေနဲ့တမန်မှုနဲ့ပတ်သက်ပြီးအများဆုံးထင်မှားနေမယ့်အချက်တစ်ခုကိုအရင်ဆုံးရှင်းလိုက်ကြရအောင်စောလေတမတ်မှုမှာအဓိကမျိုးစား2မျိုးရှိပါတယ်ပထမတစ်ခုကတော့အလိုလျောက်ဖြစ်ပေါ်တဲ့တမတ်မှုပေါ့ဒါကဟော်မုန်းလေကြောင့်ရွေးတရက်ကြီးအပြင်ထွက်ချင်လိုက်တာပါတီတွားချင်လိုက်တာလို့ခံစားရတဲ့ပုံစံမျိုးပါဒုတိယအမျိုးစားကကြတော့တုံ့ပြန်မှုကြောင့်ဖြစ်ပေါ်တဲ့တမတ်မှုပါအစကတော့တွားချင်စီမရှိဘူးဒါပေမဲ့တငယ်ချင်းတွေခေါ်လို့ပါတီကိုရောက်သွားတော့အဲ့ဒီမှာပျော်စရာကောင်းတဲ့ပုံဝင်ခြင်းကြောင့်ဒီမှာပျော်စရာကောင်းတာပဲလို့ခံစားလာရအမျိုးပေါ့တကယ်တော့လူတော်များများမှာဒီဒုတိယအမျိုးစားကပိုပြီးတော့ဖြစ်များပါတယ်လက်တွေ့ကုထုံးဒီမှာတုံးလေးရှိတဲ့ဥပမာလေးတစ်ခုရှိတယ်အဲ့ဒါကတော့ပါတီကိုသာရောက်သွားရင်တော့အယံပျော်တာပဲဒါပေမဲ့အလိုလိုနေရင်ပါတီတွားချင်စိတ်တော့တကယ်မရှိဘူးဆိုတာပါပဲဒီလိုခံစားရတာကလုံးဝကိုပုံမှန်ပါပဲဒါဟာတဘာဝကျတဲ့လိမ်ပိုင်းဆိုင်ရာတွန်းပြမှုတစ်ခုဆိုတာကိုနားလည်ထားလိုက်ရင်ပဲတော်တော်လေးစိတ်သက်သာရစေနိုင်ပါတယ်ကဲတမန်မှုကကိုယ်ခန္ဓာကိုယ်ထဲမှာဘလို့အလုပ်လုပ်လဲဆိုတာကိုသိသွားပြီဆိုတော့လူနှစ်ယောက်ကြားမှာဆက်သွယ်မှုကိုဘလို့တိစောက်ပေးတယ်လဲဆိုတဲ့စိတ်ပိုင်းဆိုင်ရာရုပ်ဝက်ချက်တွေကိုဆက်ပြီးကြည့်လိုက်ကြရအောင်ဒါကတော့ရှားပါမှုနေရာမှာပါဥပမာ limited edition ပစ္စည်းတစ်ခုကပိုတန်ဖို့ရှိတယ်လို့ထင်ရတယ်လို့ပါပဲလူတယောက်ကိုရဖို့မလွယ်ဘူးဒါမှမဟုတ်သူတို့ရဲ့အချိန်နဲ့အာရုံစိုက်မှုကိုရဖို့ခက်ခဲတယ်လို့ခံစားရတဲ့အခါသူတို့ရဲ့ဆွဲဆောင်မှုကလည်းပိုပြီးမြင့်တက်လာတတ်ပါတယ်နောက်တစ်ခုကအရှိုးအမြတ် theory ပါစဉ်းစားကြည့်လေအစကတည်းကခုကိုသဘောကျပြီးသားလူထဲအစပိုင်းမှာတိတ်စိတ်မဝင်စားရကနေနောက်ပိုင်းမှာကိုယ့်ဘက်ပါလာအောင်ဆွန်းဆောင်နိုင်ခဲ့ရင်ရတဲ့ကျဉ်နှမှုကပိုပြီးတော့ချီးမားတယ်မဟုတ်လို့လားလေးလာမှုတွေရဆိုရင်လေလူတွေဟာအစပိုင်းမှာအနုလက္ခဏာဆောင်တဲ့အမြင်ရှိရကနေနောက်ပိုင်းမှာအပေါင်းလက္ခဏာဘက်ကိုပြောင်းသွားတဲ့သူကိုပိုပြီးတော့ဆွဲဆောင်မှုရှိတယ်လို့ခံစားရကြပါတယ်နောက်ပြီးတော့ရုပ်ပိုင်းဆိုင်ရာအရနီးစပ်မှုကလည်းတကယ်ကိုအရေးကြီးပါတယ် MIT အဆောင်တစ်ခုမှာပြုလုပ်ခဲ့တဲ့လေးလာမှုတစ်ခုကိုကြည့်လေအခန်းတစ်ခန်းပဲခြားတဲ့အိမ်ကြီးချင်းတွေဟာယင်းနေတဲ့တငယ်ချင်းတွေဖြစ်သွားနိုင်ခြေ47%အထိတောင်ရှိတယ်ဗျ။ဒါကဘာကိုပြနေလဲဆိုတော့မကြာခဏတွေးဆော်မှုတွေကခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကိုတိစောက်ဖို့အတွက်အခွင့်အလမ်းကိုတိတိကျကျမြင့်တင်ပေးတယ်ဆိုတာပါပဲ။ဒီတစ်ခုကတော့နည်းနည်းထူးဆန်းတဲ့ Ben Franklin effect လို့ခေါ်ပါတယ်။တကယ်တော့တဆုံတဲ့ဘိုကိုကအကူအညီသေးသေးလေးတစ်ခုပေးလိုက်တဲ့အခါအဲ့ဒီလူအပေါ်မှာကိုယ့်ရဲ့နှစ်သက်မှုကပိုတိုးလာတတ်တယ်တဲ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဦးနောက်ကငါဒီလူကိုမကြိုက်ရင်ဘာလို့ကူညီမှလဲဆိုတော့အတွင်းနဲ့ကိုယ့်ရဲ့လုပ်ရတဲ့ခံစားချက်ကိုညီမျှအောင်ပြန်ညှိယူလိုက်လို့ပါပဲ။တတင်ကောင်းကတော့လေးလာမှုတွေရဲ့ရတကယ်ဆွဲဆောင်မှုအရှိဆုံးအရေးအသွေးတွေဆိုတာမျိုးရိုး BC နဲ့မဆိုင်ပဲကိုယ်တိုင်ထင်ချုံနိုင်တဲ့အရာတွေဖြစ်နေတာပါပဲ။ဥပမာကိုဟန်အနေထားကောင်းမွန်တာတတရရဲ့နေတာကိုနဲ့လိုက်ဖက်တဲ့ဝတ်စားစင်ရည်မှုအကောင်းမြင်စိတ်နဲ့ကျမကြီးကောင်းမွန်ခြင်းတို့လိုအချက်တွေပေါ့အခုစိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုဘယ်လောက်ပဲခိုင်းမှနေပါစေအဲ့ဒီရအလုံးကိုကြော်လွှားပြီးဗီတိုအာလာနဲ့ပယ်ချနိုင်တဲ့မမြင်နိုင်တဲ့ဇီဝဗေဒဆိုင်ရာဆွမ်းနားတဲ့အကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်အဓိကနှာခေါင်းပဲလူတယောက်ရဲ့ကိုယ်တင်တန်းထဲမှာပါတဲ့ pheromones လို့ခေါ်တဲ့မမြင်နိုင်တဲ့ဓာတုအချက်ပြမှုတွေကမျိုးရိုးပြီးစားရတဲ့အချက်လက်တွေကိုတိတ်ဆောက်လာပါတယ်။ကျွန်တော်တို့ရဲ့ဦးနောက်ကဒီအချက်လက်တွေကိုမသိစိတ်ကနေသစင်လက်ခံပြီးကိုယ်နဲ့ကိုက်ညီမှုရှိမရှိကိုအလိုလိုအကေဖြစ်လိုက်တာပါ။ဒါကိုကိုခံအားစံတက်မှုလို့တင်ဆောင်လို့ရပါတယ်။လူတွေဟာကိုယ်နဲ့မတူညီတဲ့ကိုခံအား system ရှိတဲ့လူတွေရဲ့ကိုယ်သိန်းတန်ကိုပို့ပြီးတော့ဆွဲဆောင်မှုရှိတယ်လို့ခံစားရလိမ့်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဇီဝဗေဒအရာမတူညီတဲ့ကိုယ်ခံအား system တွေပေါင်းစပ်လိုက်တဲ့အခါပိုပြီးကျန်းမာတန်ဆွမ်းတဲ့အမျိုးဆက်တွေကိုမွေးဖွားနိုင်ဖို့အခွင့်အလမ်းပိုများလို့ပါပဲဒါကတဘာဝရဲ့တွင်းအားတစ်ခုပေါ့ဒီစရာကတော့နမည်ကြီးတီရှက်လေးလာမှုရဲ့ကြားလက်ကိုပြထားတာပါအမျိုးသမီးတွေဟာကိုယ်နဲ့မတူညီတဲ့ကိုယ်ခံအားမျိုးပြီးရှိတဲ့အမျိုးသားတွေဝတ်ဆင်ခဲ့တဲ့တီရှက်တွေရဲ့အနံကိုတသက်မှတ်ပြီးပေါ်ပြီးချိုင်းနဲ့တက်ကြတာကိုတွေ့ခဲ့ရပါတယ်ပြီးတော့နောက်ဆုံးအဆင့်စက်တက်မှုတစ်ခုလို့ဖြစ်တဲ့ပထမဆုံးအနံပေါ့ဒါဟာဓာတုဖေတာဆိုင်ရာနဲ့ထိတွေ့မှုဆိုင်ရာတဲလွန်စာပေါင်းများစွာကိုဖလှယ်တဲ့အရန်ရှုပ်ထွေးတဲ့ဖြစ်စဉ်တစ်ခုပါလေ့လာမှုတစ်ခုအရာဆိုရင်အမျိုးသမီးအများစုအတွက်မကောင်းတဲ့ပထမဆုံးအနံတစ်ခုဟာဆွဲဆောင်မှုအားလုံးကိုချစ်ချင်းပြောက်ကွယ်တွားစေဖို့လုံလောက်တယ်လို့တောင်ဆိုပါတယ်ကဲ
ဒီစိတ်ပိုင်းဆိုင်ရာနဲ့ဇီဝဗေဒဆိုင်ရာအချက်လက်တွေအားလုံးကိုဘလို့ပေါင်းဆက်ပြီးကမတ်မှုဆိုတာကိုပိုပြီးပြည့်စုံတဲ့အမြင်နဲ့ရှုမြင်နိုင်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်အရင်နှုန်းကတော့ဓမ္မမှုပြီးနိုးဆွမှုပြီးမှအထွတ်ထိပ်ရောက်ခြင်းဆိုတဲ့မြင်းဖြောင်ပုံစံနဲ့ပဲနားလည်ခဲ့ကြတယ်ဒါပေမဲ့ခေတ်တဲ့လီလာမှုတွေရအဲ့ဒီပုံစံကမားနေပါတယ်တကယ်တော့ဒါကမြင်းဖြောင်မဟုတ်ပဲစက်ဝိုင်းပုံစံဖြစ်နေရပါ ဒီခေတ်မီပုံစံကတော့စဝိုင်းလွတ်လည်ပတ်နေတာပါအရာအလုံးကယဉ်ကျေးမှုအတွက်လုံဆောင်မှုဆိုတဲ့အချက်ကနေစတင်ပါတယ်ဒီလုံဆောင်မှုကနိုးဆွမှုတွေကိုလက်ခံနိုင်စွမ်းရှိလာစေသည်ဦးနှောက်နဲ့ခန္ဓာကိုယ်ကိုနိုးကြစေတယ်အိမ်နောက်မှာတတ်မှတ်မှုဆိုတော့ကပေါ်ပေါ်လာပြီးစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဂျင်းနှမှုကိုရရှိစေပါတယ်အရေးကြီးဆုံးကတော့ဒီဂျင်းနှမှုကအဆက်ကလုံဆောင်မှုကိုပြန်ပြီးအားဖြည့်ပြီးလက်တဲ့အတွက်ဒီစဝိုင်းကအဆက်မပြတ်လဲပတ်နေရောတာပါပဲဒါကြောင့်အဓိကမှတ်သားထားရမှာကတော့ဆွဲဆောင်မှုဆိုတာမြေခလုတ်တစ်ခုလိုဖွင့်လိုက်ပိတ်လိုက်လှုပ်လို့ရတဲ့အရာမဟုတ်ပါဘူးဒါဟာကျွန်တော်တို့ရဲ့စိတ်ခန္ဓာကိုယ်နဲ့ပတ်ဝန်းကျင်အခြေအနေတွေကြားကအပြန်အလှန်ချိတ်ဆက်ပြီးအဆက်မပြတ်လဲပတ်နေတဲ့တုံ့ပြန်မှု system တစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဆွဲဆောင်မှုဆိုတာစိတ်ပညာနဲ့ဇီဝဗေဒကြားကစကားစမေပြောဆိုမှုတစ်ခုဆိုရင်တကယ်တမ်းမှာဒီကားပွဲကိုဘသူကဥဆောင်ပြီးကားနေတာလဲ